ဘုရားဒီเจ้าမှာတရင်မသုံးတော့ဘူးဆို။ဘာများအဆင်မပြေတာရှိလို့လဲဗျာ။ရှင်ဘုရားအစင်မပြေတာရှိရင်တပည့်တော်တို့เจ้าတောင်တူလူရမ်းပါမယ်ခင်ဗျာ။ဦးစင်းအတွက်ပကာသနာတွေမလိုအပ်တော့ပါဘူး။ဦးစင်းပြုခဲ့တဲ့အမှားတွေအတွက်တို့ရအကြောင်းလေးတစ်ကြောင်းမှာတရားအားထုတ်ဖို့ဦးစင်းဆုံးဖြတ်ထားပါမယ်။ရှင်ဘုရားတိုးတဲ့တောင်ထဲမှာတရားအားထုတ်ဖို့ဆိုတာကနေထိုင်ရေးအဆင်ပြေပါမလားဗျာတပည့်တော်ရဲ့သဘောအရပြောရမယ်ဆိုရင်တော့ယူကအကြောင်းတစ်ကြောင်းပါပဲသတင်းသုံးသိချင်ပါလေဗျာရှင်ဘုရားလိုအပ်တာရှင်လေတပည့်တော်တို့မိတ်မှာတပည့်တော်လှူပါမယ်ဗျာငါလုပ်ခဲ့တဲ့မကောင်းမှုတွေကမင်းတို့ကသိခဲ့တယ်ငါ့အပေါ်ခုစိတ်နဲ့ထားနိုင်ပါမလားရမနာတဲ့ခရီးနေလာငါရှောင်းရဲလာလူဘဝခဏတာပြုသည်များအကြောင်းငါတပံအကျူဖြစ်လာမပေးရချမကံရဲ့လှနိုင်မလောဘရောဂမောဟဖေခွာအဆူအကောင်တွန်တွဲအမမန်ခွေကြသည်ပါပွားပါမေတ္တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမြေရွာကံစီသာရမနာတဲ့ခရီးနေလာငါရှောင်းရဲလာလူဘဝခဏတာပြုသည်များအကြောင်းငါတပံအကျူဖြစ်လာမပေးချမကံရဲ့လှနိုင်မလောဘရောဂမောဟဖေခွာအဆူအကောက်တွန်တွဲအမအမှန်ခွဲရသည်ပါပွားပါမေတ္တာထားပါကရုဏာမောက်မာကင်းစွာထောင်ညာရင်ရှိပါလူမြေရွာငါကံကြမ္မာအလေးအပြောင်းနှောင်းတကွေရဲ့တဏှာမှာအစင်တဲအနှိမ့်မြင်အစင်စီချူလာအမဘီအမှန်ထင်ခဲ့သမျှလောကရန်တို့အတွင်းရှုံးကန်ရင်တနာစရာငါဟဲ့မလေးမရှိကံအတိနောက်ကြရဲ့ရှာကံဤအကျိုးတတိနဲ့ဆင်ရင်သုံးတလူပြီကောင်းတခါဆိုတလဲကံသဘောကိုညံနှောကပြန်ပြောင်းလို့ရနိုင်မှသလိုတင်ပြုသမျှအတိတ်ကံသည်အရှိတ်ပမာဒိဋ္ဌအကျိုးပေးခဲ့လိမည်
လေအပြောင်းနှောင်းတကွေရဲ့တန်ရာမှာအစင်အတဲရဲ့အနှိမ့်မြင်အစင်းစီကျူလာအမားပြီးအမှန်ထင်ခဲ့သည်များလောကရန်တို့အတွင်းရင်ရှုခံရင်တနာစရာငါဟဲ့မလေးမရှိကံအတိနောက်ကြခဲ့ပြီရှာကံကံအကျိုးတတိနဲ့ဆင်ရင်သုံးသပ်လို့ပြီကောင်းတစ်ခါဆိုတလေကံသဘောကိုညံနှောကပြန်ပြောင်းလို့ရနိုင်မှသလိုတင်ပြုသမျှအတိတ်ကံသည်အရှိပမအတိတ်ကအကျိုးပေးလေ